2000ပေါင်းများစွာလဲလူသားတွေလေလုံးမယ်စိုက်ပျိုးရေးလုံးမယ်ဆိုရင်ခါကော့နေအောင်မြေကြီးကိုထွန်ရက်ခဲ့ကြတယ်ပေါ့ဟုတ်တယ်ဗျာအဲ့ဒါကအဓိကအလုပ်တစ်ခုတော့ဖြစ်နေတာကိုဟုတ်တယ်လေဒါဟာလုံးဝပြောင်းလဲလို့မရတဲ့ဥပဒေတော့တစ်ခုလို့ဖြစ်နေခဲ့ပြီဒါပေမဲ့တကယ်လို့များစဘာအထွတ်တိုးဖို့ရဲ့ယာဒီဥရုဒန်ကိုခံနိုင်ရရှိဖို့အတွက်အကောင်းဆုံးနီလန်းကမြေကြီးကိုလုံးဝဘာမှမလုပ်ပဲဒီတိုင်းပစ်ထားလိုက်တာပါလို့ပြောရင်ဘယ်လိုထင်မလဲဟာအစားပိုင်းမှာတော့ယူနေသလားလို့တော့အမေးခံရနိုင်တယ်ဗျာဆိုတော့မြေကိုမလန်ဘူးအပေါ်ကအမိုက်တွေကိုမိမလျှော့ဘူးဆိုရင်လူတော်တော်များများကဒါကိုစိုက်ပျိုးရေးလုပ်တယ်လို့တော့မြင်ကြမှာမဟုတ်ဘူးလေဟုတ်တယ်လောပြင်းရီရဲ့တောင်တူတွေရဲ့အလုပ်လိုပဲမြင်ကြမှာပေါ့အတိရပဲအဲ့ဒီလိုပဲထင်ကြမှာတေးကြပဲအဲ့ဒီအမြင်လွဲမှားမှုကြီးကပဲအခုကျမတို့အချက်လက်တင်နဲ့မှတ်တမ်းတွေကိုအသေးစိတ်တူးဆွဲလေ့လာမယ်အစီအစဉ်အတွက်အဓိကမောင်းနေအားဖြစ်လာတာပါပဲဟုတ်ပါတယ်ဒီကနေ့အဓိကအပြေရှားသွားမဲ့မစ်ရှင်ကတော့လေမြန်မာနိုင်ငံကမိုးကောင်းဒေသတွေမှာမိုးစပါးကိုပေါင်သက်ဆေးဖြန်းကင်းမထုံရက်ပဲစပါးအချောက်ကျဲခင်းတွေပြုတ်လုပ်မယ်ဆိုရင်တကယ်ပဲစပါးအထက်အတိုးနိုင်သလားဆိုတာရယ်ပြီးတော့လက်မြေအနှိပ်အမြင့်မငင်းညာရည်နဲ့မိုးသေးထိုင်ရင်တော့အဲ့ဒီစနစ်ကအဆင်ပြေနိုင်ပါမလားဆိုတဲ့အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပဲဖြစ်ပါရဲ့ဒီကိစ္စကိုတေချာလေ့လာဖို့အတွက်ကျွန်တော်တို့စီမှာတကယ်ကိုခိုင်မာတဲ့ရင်းမြစ်တွေရှိတယ်ဗျာဟို Wikipedia မှာမှတ်တမ်းတင်ထားတဲ့မြန်မာစိုက်ပျိုးရေးတမိုင်းကြောင်းအချက်လက်တွေရယ်ဟုတ်ကဲ့ပြီးတော့ယာဒီဥဒူနဲ့လိုက်လျောညီတွေရှိတဲ့စိုက်ပျိုးရေးမဟာဗျူဟာဒါမှမဟုတ် CSA ရဲ့မှတ်တမ်းတွေလည်းပါတယ်ဗျနောက်ထပ်ရောပါတယ်ပါသေးလဲအဲ့ဒါအပြင် SP Consulting ကနေထုတ်ပြန်ထားတဲ့ GAP ခေါ်စိုက်ပျိုးရေးဆိုင်ရာအလိကျင့်ကောင်းများလေ့လာချက်တွေနဲ့ Greenway ရဲ့တဘာဝဝင်းကျင်မှာဖြစ်စိုက်ပျိုးရေးဆိုင်ရာလက်တွေ့စမ်းသပ်မှုတွေကိုအခြေခံပြီးကျွန်တော်ဆွေးနွေးပါကြမှာပါဆိုတော့အရင်ဆုံးတမားယူကြလှုပ်ထုံးလုံးလေးကိုတေချာလေးဖြန့်ကျက်ကြည့်အောင်ပုံမှန်အားဖြင့်တောင်သူတွေကတီးနှံတစ်မျိုးစိုက်တော့မယ်ခေါ်တာနဲ့ယမန်နစ်ကအပင်ကျွဲ့ကြံဒီဖြောင်းရိုးတွေစပားရိုးပြက်တွေကိုစုပုံပြီးမိရှို့ပြလိုက်ကြတယ်လေမြင်းကွင်းကိုရှင်းလင်းသွားအောင်တန့်ရှင်းသွားအောင်လုံလိုက်တဲ့သဘောပေါ့ဗျာဟုတ်တယ်ပြီးတာနဲ့ထေထိုးထွန်ရက်ကြတယ်ရွေချက်ကတော့မြေကြီးကိုဖော့ပြလိုက်ရင်အပင်တွေပိုဖြစ်ထုံးမယ်လို့ယုံကြည်ထားကြတော့ပဲအိမ်ဟောင်းကိုဖျက်ပြီးအိမ်တစ်ဆောက်ဆိုမြေရှင်းတဲ့ပုံစံမျိုးပေါ့အပေါ်ရန်ကြည့်ရင်တော့မြေကြီးကပွက်ရောင်းသွားပြီးအပင်စိုက်ဖို့အဆင်သင့်ဖြစ်သွားတယ်လို့ထင်ရတာပေါ့ဗျာဒါပေမဲ့ Greenway ရဲ့မတန်းကိုဖတ်ကြည့်တဲ့အခါမီးရှို့ခြင်းနဲ့ထွန်ရက်ခြင်းရဲ့မျက်စိနဲ့မမြင်ရတဲ့ဆိုးကျိုးတွေကအလွန်ကြီးမားနေတာကိုတွားတွေ့ရတယ်ဥပမာဘယ်လိုမျိုးဆိုးကျိုးတွေလဲတဘာဝတက်တော်မြင်နဲ့ကျွန်တော်စီစိုက်ပျိုးမြေတွေကိုနိုင်ရှင်ပြထားတဲ့အပိုင်းဆိုရင်အတော်လေးကိုတတိထားမိစရာပါပဲစဉ်းစားကြည့်လေတက်တော်မြေဆိုတာဘယ်သူကမှတွားပြီးထွန်ရက်မပေးတဲ့မြေမို့လားဟုတ်တာပေါ့တော်တယ်မှာဘယ်သူကတော့ထွန်ရက်နေမလဲအဲ့ဒါလေဒါပေမဲ့မြေပြင်ပေါ်မှာတစ်ရွက်ဆွေးတွေတစ်ခက်တွေအမြင့်ဖုံးလာနေတဲ့အတွက်အဲ့ဒီမြေဟာအယောင်မီးနဲ့နေပြီးတဘာဝအတိုင်းမြေသားပိုးနေတယ်ရေစိမ့်ဝင်မှုအလွန်ကောင်းပြီးတီကောင်တွေအကျိုးပြုအနုဇီဝပုံမှန်တွေအများကြီးရှင်သန်နေကြတယ်ဗျနေပေါင်းအဲ့ဒီအချက်ကိုစဉ်းစားကြည့်ရင်ပဲကျမတို့ထုံရက်နေတာတွေမိရှူနေတာတွေကတဘာဝတရားကိုပြောင်းပြန်လုပ်နေတယ်လို့ဖြစ်မနေဘူးလားမှန်တာပေါ့အတိအကျပဲမြေကြီးပေါ်ပါအမိုက်တွေကိုမိရှူလိုက်တဲ့အခါမြေစီလွှာထဲမှာတဘာဝအတိုင်းရှိနေတဲ့ကာဗွန်နဲ့နိုက်ထရိုဂျင်ဓာတ်တွေဟာအပူကြောင့်ပြိုကွဲသွားတယ်လေပြီးတော့ဓာတ်ကွေးတွေဖြစ်လေထုဓာတ်ကိုလွင့်စင်သွားတာပဲမဟုတ်လားဟုတ်တယ်ဗျာအဲ့လိုလွင့်စင်သွားတာဒီနည်းအားဖြင့်ပြောရရင်ဖန်လုံးညင်တဲ့ငွေးတွေအဖြစ်လေထုကိုညဉ့်ညမ်းစေုံတင်မကဘူးကျမတို့ရဲ့တဘာဝမြေစိုးစားတွေကိုကိုယ်တိုင်မီးရှို့ဖြစ်စည်းနေတယ်လို့ဖြစ်နေတာပေါ့အဲ့ဒီခေါက်ချက်ကတိတ်မှန်တယ်ဗျာ phosphorus နဲ့ potassium လို့ဓာတ်တွေကပြားအဖြစ်မြေကြီးပေါ်မှာကျန်ခဲ့တယ်ဆိုတော့ထွန်းရက်လိုက်တဲ့အတွက်မြေစီလွှာရဲ့တဘာဝဖွဲ့စည်းပုံကြီးကပျက်စီးသွားပြီလေအကျိုးပြုမုံမြင့်ကွန်ရက်တွေတီးကောင်းတွေဖန်တီးထားတဲ့လမ်းကြောင်းတွေအကုန်ပြိုကျသွားတယ်ဟာအဲ့လိုဖွဲ့စည်းပုံပြတ်သွားတော့မိုးရွာတဲ့အခါရေနဲ့အတူအလွယ်တကူတိုက်စားခံရတော့တာပေါ့ဒါပေါ့ဗျာအလွယ်တကူတိုက်စားခံရပြီးတော့ပြားဖြစ်ကျန်နေတဲ့အာဟာရတွေပါအကုန်မျောပါသွားတော့တာပါပဲဒါဆိုရင်စိုက်ပျိုးမြေတွေကအယောင်ဖြော့လာမယ်တဘာဝအာဟာရတွေခန်းချုပ်လာမယ်ပေါ့ဒီပြဿနာကိုကျော်လွှားဖို့ဆိုရင်ကျမတို့ရဲ့ချင်းကပ်ပုံကိုလုံးဝပြောင်းလဲဖြစ်ဖို့လိုလာပြီလေဟုတ်ကဲ့အဲ့ဒီလိုမထွန်ရက်ဘူးဆိုတဲ့နေရာမှာလက်တွေ့ကြတဲ့ပြဿနာတစ်ခုရှိလာတယ်ဗျာဘာပြဿနာလဲမြေကိုမလန့်ရင်ပေါင်းမြတ်တွေကိုဘလို့ရှင်းမလဲဆိုတဲ့ပြဿနာပေါ့ပေါင်းမြတ်တွေကတီးနှံမြေတွေထဲအရင်ဥအောင်ကြီးထွားလာပြီးအာဟာရတွေကိုလူယူကြမှာတည်ကြတယ်လေဟုတ်တာပဲဒီနေရာမှာပေါင်းသက်စေးအသုံးပြုခြင်းနဲ့အချောက်ကျဲစနစ်ကိုပေါင်းဆက်ပြီးဖြည့်ရှင်းရတာပါပဲအဲ့ဒီအချောက်ကျဲစနစ်နဲ့ပတ်သက်ပြီးလီ Wikipedia ရဲ့မြန်မာစိုက်ပျိုးရေးသမိုင်းကိုဖတ်ကြည့်တော့ကုန်းမြင့်စပါးရီနဲ့ရေနက်ကွင်းဒီမှဆိုရင်ရှေးရခင်ကတတဲကပြိုးထောင်ပြီးမှရွှေ့ပြောင်းစိုက်ပျိုးကမျိုးမဟုတ်ဘူးလို့ဆိုတယ်
ဟုတ်တယ်တက်ရိုက်ကျဲတာမျိုးတွေရှိရယ်